စိတ်ကိုမငြင်းဆဲပါနဲ့ဆိုတဲ့အကောင်းဆုံးလေးပါလူတွေရဲ့ကြီးမားတဲ့ပြဿနာကစိတ်ဆင်းရဲမှုခန္ဓာကိုယ်ဆင်းရဲတာကခံနိုင်သေးတယ်စိတ်ဆင်းရဲတာမခံနိုင်ဘူးဆိုတဲ့အတိုင်းပဲအဲ့စိတ်ဆင်းရဲမှုကြောင့်ကိုပြဿနာမျိုးစုံဖြစ်ကြဒီစိတ်ဆင်းရဲမှုကိုပြေအောင်နိလမရှာတတ်တော့သူကတကူကူစိတ်ဆင်းရဲစရာကြုံပြီးဆိုအဲ့မှာအပြစ်တွေလိုက်တင်တော့တာဘသူချောင်းဘဝချောင်းဘသူမရှိလို့ဘသူကလုံးမပေးလို့သူများတွေသူအကုန်လိုက်ပြီးတော့အပြစ်တွေတင်တော့သူကတစ်ခါစိတ်ဆင်းရဲတဲ့နေရာမှာထက်ခါစိတ်ဆင်းရဲစရာတွေကြုံတော့တာစိတ်ဆင်းရဲမှုပေါင်းများစွာသူထပ်ပြီးတော့ပွားတာအဲ့စိတ်ဆင်းရဲမှုပေါင်းများစွာပွားနေတာနဲ့ကိုသူ့မှာထွက်ပေါက်မရှိတော့ငါကြောင့်ဖြစ်တာဆိုရင်ကိုပြန်အပြစ်တင်တတ်တဲ့အရာမျိုးသူ့ကြောင့်ဖြစ်တာဆိုရင်သူတစ်ပါးကိုအပြစ်ပြန်တင်တတ်တဲ့အရာမျိုးတွေကမကောင်းဘူးကောင်းသောရလဒ်မထွက်ဘူးကောင်းသောရလဒ်မထွက်တဲ့အပြင်ပို့ပြီးတော့စိတ်မှာအစိတ်အတောက်တွေပို့ပြီးတော့ဖြစ်လာတယ်ဒီစိတ်ကနေပြီးတော့သူတို့သိပ္ပံနည်းအရာဆိုလို့ရှိရင်စိတ်ကအစိတ်အတောက်တွေဖြစ်တဲ့အတွက်ကြောင့်ဒီနှလုံးသွင်းမှလည်းပဲမကောင်းသောအစိတ်အတောက်တွေဖြစ်လာတတ်တယ်ကျမ်းမာရေးဖောက်တယ်ဆိုတာဒီစိတ်နဲ့သွားပြီးတော့ဆိုင်တာတွေအများကြီးရှိတယ်ရှိတော့စိတ်ကိုအဲ့လောက်ဒုက္ခမပေးသင့်ဘူးစိတ်ကိုအဲ့ဒီလောက်လည်းမငြင်းဆဲသင့်ဖြစ်ပြီးသွားတဲ့ကိစ္စတွေကိုပြန်မတွေးဘဲနဲ့လက်ရှိဘလို့ရပ်တည်မလဲလို့နေတတ်ဖို့အရင်အရေးကြီးတာလူတိုင်းတော့မကြင်မနှက်ဖြစ်တတ်ကြတဲ့သူတွေကြီးပဲလူတိုင်းလည်းပဲစိတ်ဆင်းရဲတတ်တဲ့သူတွေကြီးပဲသို့တော်လည်းပဲအဲ့ဒီစိတ်ဆင်းရဲမှုကြောင့်စိတ်ထောင်းကိုကြည်တော့အဖြစ်မခံကြဘူးပညာရှိတို့ကစိတ်ထောင်းကိုကြည်အဖြစ်မခံဘူးလို့ဆိုလိုချင်တာမြတ်စွာဘုရားဟောထားတဲ့တရားတော်တွေကဒီစိတ်ကိုတတ်တာစေဖို့ဟောထားတဲ့တရားတွေကြီးပဲငါဆွဲသိမ့်မဆွဲနဲ့သူဆွဲလည်းသိမ့်မဆွဲနဲ့အပြစ်တွေလိုက်ပုံချတဲ့ပုံစံမျိုးနဲ့မကြည့်နဲ့တဘာဝကိုတဘာဝအတိုင်းပဲဘာကြောင့်ဖြစ်တာလဲအကြောင်းတရားကိုရှာပြီးဒီအကြောင်းတရားလေးတွေနောက်မလုံးဖြစ်အောင်လုပ်ပြီးခဲ့ပြီဆိုလို့ရှိရင်လည်းသူ့ကိုပြန်ပြီးတွေးရင်ပွားတာဖြစ်တဲ့အတွက်ပြန်မတွေးဖြစ်အောင်အဲ့လိုနေရပါမယ်ကိုယ်စိတ်ချမ်းသာဖို့အရေးကြီးတယ်ကြုံပြီးသွားတဲ့အရာကိုကြုံရလေခြင်းဆိုပြီးတော့ထားလို့ရှိရင်စိတ်ခံစားမှုပိုပြင်းထန်လာတယ်ဥပမာပကံကွဲတယ်ပကံတစ်ခုကွဲတဲ့အချိန်မှာပကံကွဲတော့နှမျောတာပေါ့နှမျောတော့ဒီပကံနှိမ့်ချောင်ကွဲတာကိုကြောင့်ဆိုလဲငါဒီနေရာထားမိလို့ငါကိုကမစင်မကျင်ဖြစ်လို့ကွဲတာအဲ့မှာဒေါသတွေပို့ဖြစ်တယ်ဒေါသပို့ဖြစ်ပြီးတော့နှမျောခြင်းတွေဝမ်းနည်းခြင်းတွေအများကြီးပါလာတတ်တယ်အဲ့တော့မကောင်းဘူးစိတ်ကိုမဆင်းရဲစိတ်ကိုမငြင်းဆဲရဘူးစိတ်ကိုမငြင်းဆဲပဲနဲ့ဖြစ်တဲ့လို့ဖြစ်သွားပြီအဲ့ဒီသဘောခံယူနိုင်ရတယ်ဖြစ်မဲ့သဘောတွေဖြစ်မဲ့ပြက်မဲ့သဘောတွေပြက်မဲ့ကွဲပြက်မဲ့သဘောတွေကွဲပြက်တတ်တယ်လို့မြတ်စွာဘုရားဟောထားတယ်အဲ့လိုသာဆင်ခြင်လိုက်ပါကွဲရမယ်ပစ္စည်းမလို့ကွဲတာကျွေးပကံလိုအရာမျိုးကင်တော့လဲကွဲမဲ့ပစ္စည်းကင်တော့လဲတနေ့မဟုတ်တနေ့ကွဲတာပေါ့ဒီလိုဆင်ခြင်ရတယ်ကိုကအရာကိုအမြဲတမ်းကိုလိုချင်တဲ့ပုံစံအတိုင်းဖန်တီးပြီးနေအောင်ဝတ္တဝတ္တိနတ်ပြည်ရလူလည်းမဟုတ်ကိုအလိုဘယ်သူမှလိုက်မှာလည်းမဟုတ်နတ်ပြည်ရလူတွေတောင်မှသူတို့ဆန္ဒအမြဲတမ်းပြည့်နေကြတာမဟုတ်အိုမှုသေမှုဆိုတဲ့ဘေးတွေကြုံကြတာအဲ့တော့ဘဝကိုသိပြီးတော့အဆိုးထဲမှာကိုယ်စိတ်ကိုလည်းအဆိုးထဲမှာကြောင်ပိတ်ပြီးတော့မနေအောင်ကြိုးစားပါကြည်လင်တဲ့ဘက်ကနေအမြဲတမ်းရှာချန်ပြီးတော့တွေဘလို့ဖြစ်နေနောက်ဆုံးထွက်သက်ကိုပဲရောက်နေပါစေကြည်လင်တဲ့အမြင်နဲ့ရှိသွားအောင်ကြိုးစားပါကြည်လင်တဲ့အမြင်ကသာလေကိုယ်ကောင်းရမောင်ရရောက်စေတာလောလောဆယ်လည်းစိတ်သက်သာခွင့်ကိုပေးတာလောလောဆယ်စိတ်သက်သာခွင့်ပေးဖို့ဆိုတာကြည်လင်တဲ့အတွေ့ကြည်လင်တဲ့အမြင်ကိုဖြစ်နေရပြီးသွားတာကိုပြန်မတွေးချင်းလက်ရှိအချိန်မှာအကောင်းဆုံးဘလို့ရက်တည်မလဲလို့သာတွေးကောင်းပြီစိတ်ဒုက္ခမရှိတော့ဒါကြောင့်ကဘာသူကဘာသားပေါင်းကြည်လင်သောစိတ်ထားနဲ့အမြဲတမ်းဆင်းရဲတဲ့ကနေအမှောင်တဲ့ကနေရုံထွက်နိုင်ကြ၍အေးချမ်းပါစေပျော်ရွှင်ကြပါစေ